stay rich လို့ပြောရင်ကျမတို့အားလုံးဟာငွေကြေးချမ်းသာကြွယ်ဝခြင်းကိုပဲတန်းပြီးတော့မြင်ပါလိမ့်မယ်တကယ်တမ်းကျတော့ငွေကြေးချမ်းသာကြွယ်ဝခြင်းနောက်မှာဒီအချက်၄ချက်ပြည့်စုံမှသာလေစစ်မှန်တဲ့ချမ်းသာကြွယ်ဝခြင်းကိုရရှိပါလိမ့်မယ်ဒီအချက်၄ချက်ပြည့်စုံရင်လေငွေကြေးချမ်းသာကြွယ်ဝခြင်းကိုရရှိတဲ့အပြင်ငွေကြေးချမ်းသာကြွယ်ဝမှုရှိနေပြီဆိုရင်လေဒီအချက်၄ချက်ကလည်းထပ်ပြီးတော့ရှိဖို့လိုရတယ်တဲ့ဒီအရာနှစ်ခုဟာဓာတ်ရိုက်အချိုးကျတယ်ဒါကိုကျမသိလိုက်တဲ့အချိန်မှာကျမရင်ခုန်စွာနဲ့ပဲငါကောအဲ့ဒီအချက်၄ချက်ကိုအလုပ်လုပ်နေရဲ့လားလို့ကျမစမ်းစစ်မိတယ်ပေါ့နော်ဒီဟာလေးကိုမျှဝေပေးခြင်းနဲ့နံပါတ်1တစ်ခုက relationship ဘဝမှာမိတ်ဆွေကောင်းရှိခြင်းဟာအကြီးမားဆုံးသောချမ်းသာကြွယ်ဝခြင်းတစ်ခုကြောင့်မို့လို့မိတ်ကောင်းဆွေကောင်းလို့ပြောပါဆိုရင်ပြောလိုက်တဲ့စကားလုံးတွေမှာဉာဏ်ကိုပွင့်စေတယ်။တင့်ရဲ့ပတ်ဝန်းကျင်မှာဘလို့လူမျိုးတွေရှိနေလဲ။အဲ့ဒီလူတွေဟာတင့်ရဲ့တန်ဖိုးပဲတဲ့။ကိုဖေးမကူညီတဲ့သူတွေရှိနေလား။ကိုအောင်မြင်ကိုလက်ခုပ်လက်ဝါးတီးပြီးတော့အားပေးတဲ့သူတွေရှိနေလား။ကိုရဲ့အခက်အခဲတွေဖြစ်လာရင်နိုင်နဲ့နှုံးနဲ့ကူညီဆောင်ရွက်မှုတွေပြီးနေလားကြားလိုက်ရတဲ့စကားလုံးတွေတိုင်းဟာကိုယ့်ရဲ့ဉာဏ်အလင်းကိုပွင့်စေလားကိုယ့်ရဲ့နားမှာနှဝင်ချိုစေလားကိုယ့်ရဲ့ရင်ကိုအေးမြစေလားအဲ့ဒီလိုပတ်ဝန်းကျင်မျိုးမှာနေထိုင်တဲ့ positive vibe ရှိတဲ့သူတွေနဲ့နေထိုင်မှုကလည်းအမတန်အရေးကြီးပါတယ်ကိုယ့်ပတ်ဝန်းကျင်မှာနေထိုင်တဲ့သူတွေဟာကိုယ့်ရဲ့တန်ဖိုးပဲတဲ့ဒါကြောင့်မလို့မိတ်ဆွေကောင်းကလည်းအမတန်အရေးကြီးပါတယ်နံပါတ်1နံပါတ်2က investment လို့ပြောပါဆိုရင်ချမ်းသာကြွယ်ဝတဲ့သူတွေကအရင်ဆုံးရင်းနှီးမြှုပ်နှံကြတာကငွေကြေးကိုအရင်ဆုံးရင်းနှီးမြှုပ်နှံကြတာမဟုတ်ပါဘူးတဲ့သူတို့ရဲ့အရည်အချင်းနဲ့သူတို့ရဲ့ skill တွေကိုရင်းနှီးမြှုပ်နှံကြတာမိမိကိုယ်မှာရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်ဒီလိုရင်းနှီးမြှုပ်နှံမှသာလေမမြင်အပ်တဲ့လောကဓာတ်တွေကိုကြုံလာတဲ့အခါမှာအချိန်မရွေးပြန်ထနိုင်တဲ့ဉာဏ်ပညာတွေကိုမှရှိနေမှာဖြစ်တယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းလှပစေတဲ့အေးချမ်းစေတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ဒါကနံပါတ်1နံပါတ်3 HEALTH health ကျန်းမာခြင်းဟာချမ်းသာခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်။ကျမတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ကျမတို့ရဲ့အောင်မြင်မှုတွေကိုခံစားဖို့အတွက်အခြေခံအကျဆုံးဟာခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနဲ့ကျန်းမာရေးကောင်းမွန်ခြင်းပါဒါကြောင့်မို့လို့ကျန်းမာရေးကောင်းမွန်ဖို့အတွက်ကိုဟာကိုယ့်ကို investment လုပ်နေရလားဒါကြောင့်မို့လို့အလုပ်တွေဘလောက်ပဲရှုပ်နေပါစေ